အခုဒီကောင်ဆိုရင်ဒါဒီနားမှာနည်းနည်းလေးချုပ်ရိုးကတိတိကျနေပြီနော်ချုပ်ရိုးတိတိကျနေပြီဆိုရင်ဒီကောင်ကိုအပြားလိုက်လေးရအောင်ပြန်လုပ်မှာဇာကနာကလည်းလေဇာကနာပဲဖြစ်ဖြစ်ပေါ့နော်စူးကြုံပဲဖြစ်ဖြစ်အဲ့ဒီကောင်လေးကလည်းစူးမတိလားနော်အရန်ပါလွန်းရင်လည်းအဆင်မပြေဘူးအရန်ပါလွန်းလို့ရှိရင်လည်းထိန်းလို့ရမှာမဟုတ်ဘူးဒီလိုမျိုးလိမ့်ဆွဲထုတ်ကမဲ့ပမာဏနဲ့လုံမာနဲ့သုံးမာနဲ့အရန်ဟွာဖြစ်ရင်ပါလွန်းလို့ရှိရင်လေလိမ့်ထွက်သွားလိမ့်မယ်ခုဒီမှာဒါအလုံးကတော့ဒီမှာပစင်းသီးခေါင်းလေးကတော့ကျစ်သွားပြီကျစ်သွားပေမဲ့တကယ်တမ်းဒီမှာဒီအလဲဆန်လေးကိုပေါ့နော်အလဲဆန်လေးကိုဆွဲထုတ်ဖို့လိုသေးတယ်ဒီစန်တာဟာလေးကအပြင်ကိုထွက်လာဖို့လိုတယ်အဲ့တော့အဲ့ကောင်လေးကိုပြန်ဆွဲထုတ်ဒီမှာဒါဆိုလို့ရှိရင်ဒီမှာလုံးလုံးနော်လုံးကြစ်ကြစ်လေးရမယ်နော်ပစင်းဒီလုံးကြစ်ကြစ်လေးရမယ်သူကကိုထိုးခဲ့တဲ့ဥစ္စာဒီမှန်တယ်ဆိုလို့ရှိရင်ဒီလိုစ조사နှစ်ဆအနောက်ချမ်းကနေပြီးတော့တပေါက်ထဲကနေပြီးတော့ဒီလိုမျိုးထွက်နေလိုက်မယ်နော်ဒီကောင်လေးမညီဘူးဒီလိုမျိုးကျိုးချုပ်ရိုးမညီတဲ့ဟာချုပ်ရိုးမညီတဲ့ဟာကတော့ဒီလိုမျိုးပြန်လှည့်ပြီးလို့ရတယ်ချုပ်ရိုးမညီတဲ့ဟာကိုချုပ်ရိုးညီပေါင်းပြန်လှည့်ပြီးလို့ရတယ်နော်အဲ့တော့ဒါဆိုလို့ရှိရင်ဒီမှာအခုဒီကောင်ခေါင်းဘက်ရပြီပစင်းသီးတွေလုပ်တဲ့အခါကျရင်ခေါင်းဘက်ချမ်းကိုအရင်လုပ်မယ်နော်ဘာဖြစ်လို့ခေါင်းဘက်ချမ်းကိုအရင်လုပ်လဲဆိုတော့ပစင်းသီးထိုးမယ်ဒီပစင်းသီးရဲ့ခေါင်းပိုင်းရှိမဲ့နေရာကျဲသီးလုံးပေါ့နော်ချင်းလုံးရှိမဲ့ဘက်အချမ်းက3လက်မခွဲလောက်ပုံမှန် site ထဲပို့ပြီးတော့ရှည်ရတယ်3လက်မခွဲလောက်ရှည်ရတယ်ဒါပေမဲ့အဲ့ဒီရဲ့ဒုတွေကကြတော့မှန်းလို့မရဘူးဆိုအခုဒီကောင်ဆိုဗလန်ဒီနိုပေါ့နော်ဗလန်ဒီနိုကိုထိုးတဲ့ပစင်းသီးခေါင်းဆိုင်နဲ့ရိုးပါတဲ့အစာမျိုးပေါ့နော်ပါတဲ့အစာမျိုးချီပိုးထိုင်းပိုးတခြားအစာကိုထိုးတဲ့စိုက်နဲ့စိုက်ချင်းအတူမှာမဟုတ်ဘူးအဲ့တော့ခေါင်းကိုအရင်လုပ်ပြီးသွားတော့မှခေါင်းဘက်ချမ်းကျဲသီးကိုဆင်ပြီးသွားတော့မှကြံတဲ့ဒီကွင်းဘက်ချမ်းအောင်လုပ်မှရမယ်เนาะအဲ့ဒါမှဒီကောင်ကအမှန်ထွက်မယ်ဒါကိုအခုရသွားပြီဆိုတဲ့ခါကြလို့ရှိရင်ဒီကောင်ကဒီမှာလက်မဝက်ဒီပစင်းသီးရဲ့အနောက်မှာလက်မဝက်မှတ်တာကကိုကမှန်းပြီးတော့မမှတ်တတ်ရင်လေပေတံနဲ့တခါတည်းတလက်စတည်းတိုင်းပြီးတော့အခုလိုမျိုးမှတ်လို့ရတယ်เนาะအဲ့ဒါပြီးသွားရင်ဒီမှာဒါကိုအပေါ်အောက်တစ်ဝက်စီအောက်တစ်ဝက်စီနှစ်ခါထိုးတယ်เนาะနှစ်ပြန်စီတုပ်တယ်တုပ်ပြီးသွားတဲ့အခါကျရင်ဒီကောင်ကိုအောက်ထဲမှာချီအစတက်မယ်ဒီကောင်ကဘာလို့ချီတခါတည်းအစတက်ကလဲဆိုတော့ तू ကတလက်စတဲ့အနောက်ဘက်ကိုတန်းပြီးတော့ကျိုးကိုတစ်ဆက်တည်းတုံလို့မရဘူးဒီနေရာမှာချီနားစာတိမ်ပြီးသွားတော့မှသာသူ့ရဲ့အနောက်ကဥစ္စာကိုသွားပြီးတော့ချီတုပ်ကမှာဖြစ်တဲ့အတွက်ဒါကိုဒီမှာချီဖြုတ်လိုက်မယ်နော်အော်ဒီမှာဖြုတ်မယ်ဖြုတ်ပြီးသွားပြီဆိုလို့ရှိရင်အခုဒီမှာနောက်ကျန်တဲ့ဒီဟာပေါ့ဒီကျိုးအခွေမှာအခုလက်ရှိဒီကောင်လေးရဲ့ site ဒီ2လက်မကိုခွေထားတာပြီးသွားရင်ဒီကောင်ကကြတော့1လက်မနဲ့တစ်စိတ်ကျန်ရမယ်အဲ့ဒီတော့3လက်မနဲ့တစ်စိတ်ရှိရမယ်เนาะဒီမှာ3လက်မနဲ့တစ်စိတ်အတိလောက်ပဲရှိတယ်ကန်ကောင်းတယ်ကတ်တီလေးเนาะတခါတလေကြာရင်ကိုကပစင်းသီးကိုဒီလိုမျိုးထိုးပြီးသွားပြီဆိုတဲ့အခါကျရင်ဒီဘက်မှာကြံရမယ့်ပမာဏကိုကနှစ်ဖက်မျှချန်ထားဖို့လိုတယ်ဒီဘက်တစ်ချမ်းထဲမှာပဲအရန်အကြီးပိုနေပြီးတော့ဒီဘက်ချမ်းမှာလိုနေရဥမာပေါ့เนาะအခုကိုလိုချင်တဲ့အတိုင်ကွက်တီမကြပဲနဲ့တအားတူနေခဲ့တယ်ဆိုလို့ရှင်ဒီဟာကြီးကသုံးလို့မရတော့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကောင်ကိုက
ပန်းပုံစံညီတော့မှာမဟုတ်ဘူးလေအဲ့တော့အရွယ်ညီစိုက်ညီဖြစ်ဖို့ဆိုရင်ပစင်းကောင်းကိုဒီလိုမတုတ်ခင်နေရဒီဘက်ကကျိုးရှည်ကိုစစ်ထားကြီးကျိုးရှည်နှစ်ဖက်ကဇုံအညီကြံနေဆိုမှသုံးလို့ရမယ်တကယ်လို့ကိုကဒီလိုမျိုးဇုံသုံးတာမဟုတ်ဘဲနဲ့တစ်ဖက်ကိုတစ်မျိုးစီပေါ့နော်အတိုးရှည်ဒီဇိုင်းမျိုးကိုရွေးထားတာဆိုရင်တော့ရတယ်ကိစ္စမရှိဘူးအခုဒီမှာဒါဆိုရင်3လက်မတစ်စိမ့်3လက်မတစ်စိမ့်နှစ်ဖက်ကိုအညီညှက်ချလိုက်ပြီညှက်ချလိုက်ပြီးဝိုင်းအခုဒီဒီဇိုင်းကတော့အနာကိုအထဲကိုပေါ့နော်အနာအထဲကိုခြီအနာသားဖွာတဲ့ဟာခြီနာသားဖွာတဲ့ဟာဆိုရင်တော့3လက်မတစ်စိမ့်လောက်မရဘူး3ခွဲလောက်ဖြတ်3ခွဲလောက်ဖြတ်ပြီးရင်အတွင်းကိုအထဲကိုအစားတုတ်ကြမယ်နော်အတွင်းထဲကိုအစားတုတ်ကြဘာဖြစ်လို့လဲဆိုတော့ခြီမွှေးတွေတအားဟိုဖြစ်သွားမှာဆိုလို့နော်ခြီမွှေးလေးတွေဖွာထွက်လာမှာဆိုလို့မှတ်ခဲ့ရအရင်မကောင်းအဲ့တော့အခုဒီမှာကွာဒါက2လက်မစီမှတ်ထားပြီးပြီဆိုပါစို့မှတ်ပြီးပြီဆိုတဲ့ခါကျရင်ဒီကောင်လေးကိုဒီထဲတဲ့ကိုခွေမယ်။ तू ကဒီကောင်ကအပြင်ဘက်ကိုခွေအတွင်းကိုခွေကိုကြိုက်တယ်လို့ခွေလို့တော့ရတယ်နော်။ကိုကြိုက်တယ်လို့ခွေလို့ရတယ်ဆိုပေမဲ့ကိုကနှစ်ခုကဇုံသုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှေ့ကျဲဒီတုန်းကအတွင်းကိုမျက်နှာချင်းဆိုင်လှည့်ထားတယ်ဆိုလို့ရှိရင်အခုနောက်တစ်လုံးတည်တဲ့အတွင်းကိုပဲမျက်နှာချင်းဆိုင်လှည့်ပေးရမယ်။ဘာလို့လဲဆိုတော့အင်ကြီးပုံစံတစ်ထည်ထဲမှာပုံစံကိုစင်တူသုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အတွင်းထဲကိုလိတ်ဝင်ပြီးတော့ခွေထားလိုက်အပြင်ဘက်ကိုလိတ်ပြီးခွေထားလိုက်နဲ့လုံလို့မရအောင်ဒါဆိုလို့ရှိရင်အခုဒီမှာဒါအနေထားဒီလိုမျိုးလေးပေါ့ကွာเนาะအဲ့တော့ဒါဒီမှာဒီလိုမျိုးလေးရမယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်သူ့ကိုဒီဘက်အချမ်းကိုရပြီဆိုတဲ့ခါကျမှဒီကောင်ဒီဘက်ကကျယ်သီးကွင်းဒီဒါနဲ့လာပြီးတော့ခွင်းဆိုင်တိုင်းမယ်ခွင်းဆိုင်တိုင်းပြီဆိုတဲ့ခါကျလို့ရှိရင်ဒီကောင်ကိုအလဲတဲ့ကနေဒီလိုဖြက်ယူပြီးတော့တိုင်းမယ်ဆိုလို့ရှိရင်လည်းတိုင်းလို့ရတယ်ဒါဆိုရင်ဒီမှာပေါ့နော်တကယ်လို့ကိုကဒီလိုမျိုးဒီဇိုင်းလေးသွင်းမယ်ဆိုလို့ရှိရင်ဒီမှာပို့ပြီးတော့ချောင်ရမယ်ဒါပေမဲ့အဲ့လိုဆိုတိုင်းကျဲသီးကိုဒီလိုအသေးဆုံးနေရာဒီနေရာနဲ့ဒီလိုမျိုးလာပြီးတော့တိုင်းထားလို့မရဘူးမတော်တဆကိုကတုတ်ရင်းနဲ့အဲ့ထက်သေးအောင်တုံးမိလိုက်တဲ့ခါကျရင်အသေးဆုံးနေရာကနေတိုင်းထားတာဖြစ်တဲ့အတွက်ဒီမှာသွင်းရခက်နေမှာဆိုလို့တိုင်းနယ်ဟေ့ဆိုလို့ရှိရင်တော့ဒီမှာဒီကွင်းဝိုင်းရဲ့ဖြတ်အကျယ်ဆုံးနေရာเนาะဒီပစင်းသီးခေါင်းရဲ့အကျယ်ဆုံးနေရာအဝန်းဝိုင်းနေရာဒီအဝိုင်းနေရာကိုဒီလိုမျိုးကြက်ယူပြီးတော့ဒါလေးလို့ဒီလိုမျိုးလေးလုပ်ပြီးတော့တိုင်းပေးရမယ်เนาะအဲ့ဒါကြမှာကိုကအင်ကြီးမှာသုံးတဲ့အခါကြလို့ရှင်ပို့ပြီးတော့အဆင်ပြေမှာเนาะအင်ကြီးမှာသုံးတဲ့အခါကျရင်ဒီကောင်မအဆင်ပြေမှာအခုဒါဆိုဒါဒီမှာဒီကောင်နဲ့ site ပမာဏမှတ်ပြီးသွားပြီဆိုဒီကောင်ကိုဖယ်လိုက်မယ်ပစင်းဒီခေါင်းဘက်ကိုခေါင်းချမ်းကိုဖယ်လိုက်မယ်ဖယ်လိုက်ပြီးသွားရင်ဒီမှတ်ထားခဲ့တဲ့နေရာကနေခြီတုပ်မယ်ပေါ့နော်ခြီတုပ်တဲ့အခါကျရင်လေခုနကတော့လိုမျိုးပဲအပေါ်ကနေပြီးတော့တချမ်းတုပ်เนาะဒီမှာဒီကောင်ကိုဒီကနေပြီးတော့ဒီလိုတဝက်ဖောက်ပြီးတော့တစ်ခါတုပ်သူဒီနှစ်ပြန်တုပ်မှာအပေါ်ကနေနှစ်ချက်တုပ်မယ်အောက်ကနေနှစ်ချက်တုပ်မယ်เนาะအပေါ်ကနေနှစ်ချက်တုပ်မယ်အောက်ကနေနှစ်ချက်တုပ်မယ်အဲ့တော့ဒီကောင်ကခြီကဒီမှာကျိုးဒီအလဲကနေခွတုတ်တာဖြစ်တဲ့အတွက်ဘယ်ညာဘက်ကကြည်ကျိုးကညီလဲညီနေမယ်တချမ်းထဲမှာပဲစောင်းပြီးတော့လိန်ပြီးရှုံသွားတာမျိုးတွေလည်းမရှိတော့ဘူးအဲ့ဆိုလို့ရှိရင်အခုဒီကောင်ကခုနအတိုင်းပဲခြီကိုအနားစားတက်လို့ရပြီဒီကောင်ကြလို့ရှိရင်တော့ဒါကအနောက်မှာဘာမှမချမ်းတော့ဘူးချမ်းစရာမလိုတော့ဘူးเนาะသူဒီအခွေဆိုင်နဲ့အခွေဖို့နဲ့ဘေးနားမှာကနုတ်ကွေးလေးလိုမျိုးလိုင်းလေးထားဖို့ဒါပဲလိုတော့မယ်ဆိုတဲ့အခါကျတော့အခုဒီမှာဒါကိုเนาะဒီကောင်ကိုအခုဒီမှာဒါကို3လက်မနဲ့ကိုတစ်စိမ့်လောက်ထားမယ်ဆိုပါစို့ပေါ့เนาะမှတ်ခဲတွေကအချို့ဥစ္စာလေးတွေကအဲ့လိုမျိုးလေးတော့ရှိတယ်ကွယ်အဲ့တော့ဒါကိုဒီကောင်နဲ့မလုပ်တော့ဘူးကွာနော်ဒီကောင်ကိုဒါနဲ့ပဲမှတ်လိုက်တော့မယ်ပင်းရနဲ့ပဲမှတ်လိုက်တော့မယ်နော်မှတ်ခဲထားယူနေလို့ရှိရင်ချိန်